ညမိခင်ဖျားစင်ရှိဒါမှမဟုတ်မိမိအိယာဘောကနေပြီးတော့ဖျားရှင်အားအာယုံပြည့်၍ဖျားတပည့်တော်သည်တန်တရားအစမှစ၍ယခုဘဝယခုချိန်ထိအောင်အနန္တောနန္ဒ၅ပါးနှင့်ခင်မိုးကြီး10ပါးတို့ပေါ်၌ကာယကံဝစီကံမနောကံတို့ဖြင့်ပြမမိခဲ့သည်ရှိသောထိုအပြစ်ကိုပြပြောက်စေရန်တောင်းပန်ကြောပါသည်မိမိအပေါ်ပြမသူတို့ကိုလည်းခွင့်လွှတ်ပါသည်ဒါအပြင်တန်တရားနှင့်ယခုဘဝတွင်မိမိကသူတစ်ပါးကို၎င်းသူတစ်ပါးကမိမိပေါ်ကို၎င်းကျိန်ဆိုခဲ့သောကျိန်စာများရှိပါကလည်းပြပြောက်ပါစေဖျားဆိုပြီးဥသုံးချိန်ချကြော်ပြီးမှအိပ်ပါအိမ်နေစဉ်တခြားဘာကြောင့်ရမှမတွေ့ပဲဖျားရှင်ရဲ့ပြုံးတော်မူသောမျက်နှာတော်ကိုစိတ်ထဲကအာယုံပြုတ်ပြီးအရဟံဆိုပြီးတော့စိတ်ထဲကနေရွတ်ဆိုပြီးတော့အိပ်ပါပရိသတ်များရှင်ယခုပြောပြပေးခဲ့တဲ့အချက်စိတ်ချက်ကိုသာရန်ုံကြည်စီနဲ့လုပ်ကြည့်ပါဘလောက်ပဲကန်ဆိုးဘလောက်ပဲကန်တွေပိတ်ချင်သလားပိတ်နေပါစေထူးခြားစွာကန်တွေပွင့်လာပြီးတော့ကုသိုလ်ကံတွေအကျုံးပေးလာပါလိမ့်မယ်ရှင်